ကျွန်တော်တို့ပတ်ဝန်းကျင်မှာရက်ကွက်ထဲမှာရွာထဲမှာဆွမ်းအားရှင်လို့ဆိုလိုက်ရင်ဘယ်လိုလူမျိုးကိုပြည့်မြင်မိပါသလဲအများစုကတော့ငွေကြေးချမ်းသာသူဒါမှမဟုတ်ယာရုအာဏာရှိသူကိုထင်တတ်ကြပါတယ်ဒါပေမဲ့တကယ်ဆွမ်းအားရှင်ဆိုတာလူတွေရဲ့ပြဿနာကိုပြဿနာလို့ခံစားပေးနိုင်ပြီးအများအကျိုးအတွက်ရှိကနေမရက်တည်ပေးဝင်သူကိုသာဆိုလိုတာပါယာရုမရှိပေမဲ့လူအများကလေးစားအားကိုးရတဲ့အမိမဖော်လို့တဲ့ဆွမ်းအားရှင်တွေအကြောင်းကျွန်တော်ဒီနေ့ပြောပြသွားမှာပါအားလုံးပဲမင်္ဂလာပါကျွန်တော်ဦးချစ်မြန်မာဖြစ်ပါတယ်ရက်ရွာထဲမှာဆွမ်းအားရှင်ဖြစ်ဖို့အချက်၃ချက်ပဲလိုပါတယ်နံပါတ်1အနေနဲ့ကတော့ဂျားဝင်စိတ်ဆက်ပေးနိုင်ခြင်းလူတွေကြားမှာစေဝါကွဲမှုတွေရှိလာတဲ့အခါဗတ်မလိုက်ပဲအေးချမ်းအောင်ညှိနှိုင်းပေးနိုင်သူဟာတကယ်ဆွမ်းအားရှင်ပါသူရှိနေရင်ပြဿနာတွေပြေလည်သွားတယ်ဆိုတဲ့ယုံကြည်မှုကိုတည်ဆောက်ထားပါတယ်နံပါတ်2ကတော့အတ္တကိုရှေ့တန်းမတင်ခြင်းမိမိအကျိုးထက်ရက်ရွာရဲ့လန္ဒရာပညာရေးနဲ့ကျန်းမာရေးအတွက်ကိုကျိုးစွန့်အလုပ်လုပ်ပေးသူဟာတကယ်ခေါင်းဆောင်ကောင်းပါနံပါတ်3ကတော့လူငယ်တွေကိုလမ်းပြပေးခြင်းရက်ရွာတွေကလူငယ်တွေလမ်းမရောက်အောင်အသိပညာဘုဒ္ဓတွေရရှိအောင်စေတနာရှေ့ထားပြီးလမ်းပြပေးနိုင်သူဟာနောက်တစ်ချိန်အတွက်ဆွမ်းအားရှင်တွေကိုမွေးထုတ်ပေးနေသူဖြစ်ပါတယ်ကျွန်တော်သတိထားမိတာတစ်ခုရှိပါတယ်အရာရာကိုအမိန့်နဲ့စေခိုင်းသူထက်ကိုယ်တိုင်လက်တွေ့လုပ်ပြီးမေတ္တာနဲ့ဥဆောင်သူနောက်ကိုပဲလူတွေကလိုက်ကြတာပါဆွမ်းအားရှင်ဆိုတာငါ့ကိုအားကိုးကြတာလို့အတန်ဟစ်နေသူမဟုတ်ပါဘူးသူတစ်ပါးရဲ့ဒုက္ခကိုမြင်တဲ့အခါတိတ်တိတ်ဆိတ်ဆိတ်နဲ့လက်ကမ်းပေးလိုက်တာပါဒီလိုလူမျိုးရဲ့အရှင်ဝါဟာဘယ်ရာထူးအာဏာနဲ့မှလဲလို့မရတဲ့ကြည်ညိုမှုကိုရရှိစေပါတယ်ကျွန်တော်ကိုယ်တိုင်လည်းရက်ရွာအတွက်အလုပ်လုပ်တဲ့အခါချီးကျူးခံရဖို့ထက်ပတ်ဝန်းကျင်ကလူတွေရဲ့မျက်နှာမှာအေးချမ်းမှုကိုမြင်ရတာကိုပဲတန်ဖိုးထားတတ်လာခဲ့ပါတယ်အခုတော့ရွာနဲ့ဝေးနေတာ12နှစ်ရှိပါပြီရွာကိုလည်းလွမ်းလာပါပြီမိတ်ဆွေရက်ကွက်တဲ့ရွာထဲမှာဆွမ်းအားရှင်ဖြစ်ဖို့ဆိုတာသင်မှာယာရုရှိဖို့မလိုပါဘူးသင်မှာစေတနာရှိဖို့ပဲလိုပါတယ်သင်ရဲ့သိငယ်တဲ့အကူအညီတစ်ခုသင်ရဲ့နှွေးထွေးတဲ့စကားတစ်ခွန်းဟာတစ်ဖက်လူအတွက်တော့ကြီးမားတဲ့အင်အားဖြစ်သွားနိုင်ပါတယ်ဒီနေ့ကစပြီးကိုယ့်ပတ်ဝန်းကျင်အတွက်ဘာလုပ်ပေးနိုင်မလဲဆိုတာစဉ်းစားကြည့်ပါသင်ဟာလည်းတစ်တယောက်အတွက်အခုမပြတ်နိုင်တဲ့ဆွမ်းအားရှင်တစ်ယောက်ဖြစ်လာပါလိမ့်မယ်အားလုံးပဲမေတ္တာဖြင့်တည်ဆောက်တဲ့ဆွမ်းအားရှင်များဖြစ်ကြပါစေလို့တိုက်တွန်းပါတယ်ဖြစ်အောင်ကြိုးစားကြပါလို့လည်းနှိုးဆော်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ဒီနေ့ကနေလက်နဲ့ကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကဦးချင်းမြန်မာဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်Uchinmi amar